တော်ဒေသခံမွန်လူမျိုးတို့မှမူမိမိတို့၏ဖျားစီတီများဖျက်ဆီးခံရမှုအထူးသဖြင့်ကြိုက်ခောက်စီတီတော်ပေါ်တွင်စစ်တမ်းများများဆောက်လုပ်မှုဗုဒ္ဓဘာသာဆိုင်ရာအခမ်းအနားတို့ကိုတရားဝင်ကျင်းပခွင့်မပြုခြင်းတို့ပေါ်ခါခါတီးတီးနာကြည့်ခဲ့ကြသည်တစ်ချိန်တည်းတွင်ပင်အထက်မြန်မာနိုင်ငံတွင်ဘရင်နောင်၏တားတော်တစ်ပါးဖြစ်သောညောင်ရမ်းမျိုးသားကထီဆောင်မင်းတစ်ပါးဖြစ်ကြီးညာကညောင်ရမ်းမင်းဆက်ကိုစတင်ထူထောင်လိုက်တော်သည်အောက်မြန်မာနိုင်ငံတွင်လည်းဒီပရီတိုကသူ၏သားငယ်စိုင်းမွန်ဒီပရီတိုကိုမௌတမမျိုးသားဗညာတလာ၏သမီးနှင့်လက်ထပ်ထိမ်းများပေးကအောက်မြန်မာပြည်အင်အားကိုစုစည်းလိုက်သည်မௌတမသားမှာအယုဒ္ဓယဘရင်ဗျနရစ်ခေါ်ဖျားနရိစုဝံ၏မဟာမိတ်ဖြစ်သဖြင့်ဒီပရီတိုမှာအယုဒ္ဓယနှင့်ပါမဟာမိတ်ဖွဲ့ပြီးသည့်အခြေအနေဖြစ်သွားသည်တောင်ငူနှင့်ရခိုင်ပူးပေါင်းကတန်လျင်ကိုတိုက်ခိုက်တော်လဲရခိုင်အင်ရှေမင်းသားကိုဒီပရီတိုကဖမ်းမိသွားသဖြင့်ရခိုင်ဘရင်မင်းကြီးရတာနှင့်တောင်ငူဘရင်နတ်ရှင်နောင်တို့ကစတင်ပြီးစစ်ပြေငင်းရသည့်အဆင့်ဖြစ်သွားသည်ပေါ်တူဂီရေတပ်သည်လည်းအရှိတောင်အာရှတွင်နမဲကျော်များဖြစ်သောရခိုင်ရေတပ်နှင့်တောင်ငူကြီးတပ်တို့၏ပူးပေါင်းစစ်ကြောင်းကိုခုခံနိုင်ခဲ့သဖြင့်အတော်ပင်နမဲကြီးသွားခဲ့သည်ပသိစိတ်ကန်းနှင့်မော်တမစိတ်ကန်းတို့ကိုပါဒီပရီတိုကတိမ်ပိုင်နိုင်ခဲ့သဖြင့်အထက်ပိုင်းသည်ကုန်းတွင်းပိတ်ဖြစ်ခဲ့တော်သည်ဖိလစ်ဒီပရီတို၏မာနတို့သည်လည်းအဆုံးစွန်ထောင်လွှားခြင်းသို့ရောက်လာခဲ့တော်သည်မကြာမီအထက်ဘက်တွင်လည်းညောင်ရမ်းမင်းသားတော်ဓမ္မရာဇကောအနောက်ဘက်လွန်မင်းနန်းတက်လာသည်အထက်ဘက်ရှိအင်းဝနိုင်ငံသားတို့မှာစိတ်ကမ်းများကိုဒီပရီတိုကတိမ်ပိုက်ထားသဖြင့်အထက်လိပ်များကုန်စည်များကိုစေးကြီးပေးဝယ်ယူကြရသည်စားချက်ရပင်ခက်ခဲလာသဖြင့်ဟန်တာရီနီးတွင်တပ်အင်အားများချကာစားချက်ခဲ့ကြရသည်ထို့ကြောင့်အနောက်ဘက်လုံမင်းကစိတ်ကမ်းထွက်ပေါက်များကိုပြန်သိမ်းရန်တောင်ဘက်သို့စစ်အင်အားဖြန့်ကျက်လာတော်သည်အနောက်ဘက်လုံမင်း၏ညီဝမ်းဝဲတော်ဆက်သူတောင်ငူဘရင်နတ်ရှင်နောင်မင်းလျင်ဒီပရီတိုနှင့်မဟာမိတ်ပြုကခိုလုံလာ၏ဒီပရီတို၏နောက်ဆုံးနေ့ရက်များသို့ရောက်ရှိလာသည်နှင့်အတူဒွန်နာလူသား၏ခရီးကျမ်းအစကလည်းတစနီးကပ်လာပြီဖြစ်သည်